အမေရိကန်ကစန္ဒရှိတယ်ဆိုရင်ကုန်သွယ်ရေးစစ်ပွဲသာမကပဲဘလို့စစ်ပွဲမျိုးကိုမဆိုဆင်နွှဲဖို့အသင့်ရှိကြောင်းအမေရိကန်နိုင်ငံဆိုင်ရာတရုတ်တန်ယုံရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားခဲ့ပါတယ်။အမေရိကန်နိုင်ငံစီဖန်တနယ်မူရစ်ဆေးဝါးတွေဝင်ရောက်မှုကိုထိထိရောက်ရောက်တားဆီးဖို့ပြက်ကွက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့Trump ကအခုသတင်းပတ်ထဲမှာတရုတ်သွင်းကုန်တချို့အပေါ်အခွန်20%မြင့်တင်ကောက်ခံမယ်ဆိုတာကြေညာခဲ့တာပါ။ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေဟာလည်းအလားတူအကြောင်းပြချက်နဲ့ပဲကုန်စည်တချို့အပေါ်အမေရိကန်ကအခွန်25%တိုးကောက်မှုတွေကိုကြုံတွေ့ရတော့မှာဖြစ်ပါတယ်။တရုတ်အစိုးရပြောရေးဆိုခွင့်ရအရာရှိလင်ကျန်းလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားတဲ့ post ထဲမှာတော့အမေရိကန်ဟာတရုတ်သွင်းကုန်တွေအပေါ်အခွန်တိုးမြင့်စည်းကြပ်ဖို့အတွက်ဖန်တနယ်ကိစ္စကိုခိုင်လုံမှုမရှိဘဲအကြောင်းပြခဲ့တာဖြစ်ကြောင်းအဲ့ဒီအတွက်တရုတ်ဟာကိုပိုင်အခွင့်အရေးတွေအကျိုးစီးပွားတွေကိုဥပဒေနဲ့ညီညွတ်စွာလိုအပ်သလိုကာကွယ်ဖို့တံပြန်အစီအမံတွေချမှတ်ထားပြီးဖြစ်ကြောင်းဆိုပါတယ်။ American ပိုင်နက်ထဲမှာဖန်တနယ်မူရစ်ဆေးဝါးတွေရောက်ရှိနေတာကတခြားနိုင်ငံအားလုံးထက် American မှာတာဝန်ရှိတယ်လို့လင်ကရေးသားထားပါတယ်။ပြီးတော့ကုန်သွယ်အခွန်ကားတွေကိုတိုးမြင့်ကောက်ယူပြီးတရုတ်ကိုဖိအားပေးတာအကြက်ကင်တာတွေလုပ်လို့မရကြောင်းဒီလောက်ရမျိုးနဲ့အမေရိကန်ရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်မှာမဟုတ်ပဲတွေးဆောင်ဆွေးနွေးမှုတွေနှီးနှောတိုင်ပင်မှုတွေနဲ့သာအဖြေရှာရမှာဖြစ်ကြောင်းလင်ကမှတ်ချက်ပြုထားပါတယ်။တရုတ်ဟာချင်းချောက်မှုတွေကြောင့်ကြောက်သွားမှာမဟုတ်သလိုအနိုင်ကျင့်လို့လည်းမရကြောင်းအတင်းအကျပ်ခိုင်းစေတာဖိအားပေးတာတွေဟာတရုတ်ကိုဆက်ဆံလို့ရတဲ့နည်းလမ်းတွေမဟုတ်ကြောင်းတရုတ်အပေါ်အလွန်ကြုံဖိအားပေးခြင်းတဲ့ဘသူမဆိုလူရွေးမှားသွားပြီးအတွက်အချက်လွဲသွားတယ်လို့ပြောလိုကြောင်းAmerican Fentanyl ပြဿနာကိုစန္ဒအမှန်နဲ့ဖြေရှင်းခြင်းရင်တရုတ်နဲ့တိုင်ပင်ဆွေးနွေးပြီးဒန်းတူညီမျှဆက်ဆက်မှုမျိုးကိုပြသဖို့လိုကြောင်းလည်းလင်ကပြောပါတယ်။သူရဲ့နောက်ဆုံးစာကြောင်းမှာတော့စစ်ပွဲကသာအမေရိကန်လိုချင်တဲ့အရာဆိုရင်အခွန်စည်းကြပ်မှုတွေပြိုင်ဆိုင်တဲ့စစ်ပွဲဖြစ်ဖြစ်ကုန်သွယ်ရေးစစ်ပွဲဖြစ်ဖြစ်ဒါမှမဟုတ်ဘလို့စစ်ပွဲအမျိုးအစားပဲဖြစ်ဖြစ်တရုတ်ကအဆုံးထိဆက်လက်တိုက်ပွဲဝင်သွားဖို့အသင့်ရှိနေကြောင်းလည်းကြုံဝါထားပါတယ်။ Fentanyl မူရစ်ဆေးကိစ္စကိုအကြောင်းပြပြီးတရုတ်အပေါ်အခွန်စည်းကြပ်မှုမြင့်တင်တဲ့အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကိုစန့်ကျင်မှုအဖြစ်အဲ့ဒီ post ကိုဝေမျှထားတာဖြစ်ပေမဲ့နောက်ဆုံးစာကြောင်းကိုရည်ရွယ်ချက်ရှိတိကျကောင်းတော့ဖော်ပြထားခဲ့တာကြောင့်လူမှုကွန်ရက်သုံးစွဲသူတွေရဲ့အာရုံကိုအဓိကဖန်ဆားနိုင်ခဲ့ပါတယ်။ American ကသာတကယ်အလိုရှိရင်တရုတ်ကလည်းစစ်ပွဲကိုတိုက်ခိုက်ဖို့အသင့်ဖြစ်နေတယ်ဆိုတဲ့သဘောထားကိုတရုတ်အစိုးရပြောရေးဆိုခွင့်ရအရာရှိကိုယ်တိုင်ကထုတ်ပြောတာကြောင့်ကမ္ဘာစူပါပါဝါနှစ်နိုင်ငံကြားပြိုင်ဆိုင်မှုတွေပိုမြင့်တက်လာမယ်လို့ယူဆစရာဖြစ်လာပါတယ်။ Trump ဟာရွေးကောက်ပွဲကြိုကာလတွေမှာကလေးကသူသမ္မတဖြစ်လာရင်တရုတ်သွင်းကုန်တွေအပေါ်အခွန်စည်းကြပ်မှုတွေတိုးမြင့်မယ်လို့ကြုံဝါထားပြီးသမ္မတဖြစ်လာတဲ့နောက်အစောပိုင်းမှာအခွန်10%အခုသတင်းပတ်ထဲမှာတော့နောက်ထပ်10%အသီးသီးတိုးမြင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ်ရှင်။